မင်းရဲ့ဘဝတစ်ခုလုံးကိုသူများလူယူသွားတာကိုငြိမ်ခံနေမှာလားတန်ရှင်းရေးဝန်ထမ်းမိန်းကလေးဆူလျှောက်ရှိတယောက်ဆူဆွတ်နေတဲ့ကျမ်းပြင်ကိုတိုက်ချွတ်နေတော့မှပဲအဝိစာတက်ရက်ရက်ဝစ်ဆင်ထားတဲ့အမျိုးသမီးနှစ်ယောက်ရောက်လာပြီးသူမရဲ့လမ်းကိုပိတ်ဆို့လိုက်ပါတယ်ဒီမိန်းကလေးကတော့သူမရဲ့မွေးစားညီမဇူဝှေ့ရှုဖြစ်ပြီးရှောက်ရှိကိုဒီမျိုးကနေထွက်သွားဖို့ချိန်ချောက်လာတာပါရှောက်ရှိကသူမအလုပ်လုပ်နေတာမို့လမ်းဖက်ပေးဖို့ပြောပေမဲ့ဝှေ့ရှုကတော့ရှောက်ရှိကိုအိမ်သားထဲဆွဲခေါ်သွားပြီးပညာပေးဖို့သူမရဲ့အပေါင်းအပါကိုအမိန့်ပေးလိုက်ပါတယ်အိမ်သားထဲရောက်တာနဲ့ဝှေ့ရှုရဲ့အပေါင်းအပါကရှောက်ရှိရဲ့လေပင်ကိုညှစ်ပြီးနေရန်မှာတွန်းတက်လိုက်ပါတယ်နေလိုတောင်းစားတဲ့အကောင်ကများတစ်ပင်ပေါ်တက်ပြီးတောင်းဖြစ်ချင်နေတာလားလို့ရိုင်းဆိုင်စွာဆဲဆူကြိမ်မောင်းလိုက်ကြတာပါရှောက်ရှိဟာအသက်ရှူရခက်ခဲစွာနဲ့ရုန်းကန်နေရပေမဲ့ဝှေ့ရှုကတော့ခါထောက်ကြည့်ပြီးငငယ်ကလေးကနင်ဟာငါရဲ့ခွေးတကောင်လိုရှင်တန်ခဲ့တာပါလို့လောင်ပြောင်နေပါတယ်အနိုင်ကျင့်မှုတွေကဒီတင်မရက်တန့်သွားပါဘူးဝှေ့ရှုရဲ့ကရှောက်ရှိရဲ့ခေါင်းကိုကင်ပြီးရေပုံပိုင်စင်ထဲကရေတွေထဲအတင်းနှက်ချလိုက်ပါတယ်ရေထဲမှာအသက်ရှူမရပဲရုန်းကန်နေရတဲ့ရှောက်ရှိရဲ့ဝေဒနာကိုကြည့်ပြီးသူတို့နှစ်ယောက်ကတော့အရသာတွေးစွာရေမောနေကြတာပါရှောက်ရှိကနင်တို့ငငယ်ကလေးကငါ့ကိုအနိုင်ကျင့်ခဲ့တာတော်ပြီမဟုတ်ဘူးလားခုထိငါမိသားစုကိုပါဘာလို့လူယူရတာလဲလို့ငိုယုံမင်းမြန်းခဲ့ပေမဲ့ဝှေ့ရှုကတော့ဘာမှဂရုမစိုက်ပါဘူးဝှေ့ရှုရဲ့ကရှောက်ရှိရဲ့ခေါင်းကိုရေထဲကနေအတင်းဆွဲတင်လိုက်ပြီးနင်အခုထွက်သွားရင်ငါတနာလို့အသက်ချမ်းသာပေးမယ်မဟုတ်ရင်တော့တောင်းစားတဲ့ကောင်တွေနဲ့နင့်ကိုပေါင်းပေးလိုက်မယ်လို့ရုံမာစွာချင်းချောက်လိုက်ပါတယ်ဒါပေမဲ့ရှောက်ရှိကတော့ဒဏ်ရာတွေကြားကနေနင်ငါ့ကိုတက်ရင်တော့ငါမထွက်သွားဘူးငါအမေနဲ့ငါအကူတွေငါ့ကိုလာရှာမှာကိုငါစောင့်မယ်လို့တက်ဆွတ်ဆန်ဖျားပြန်ပြောလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့ဝှေ့ရှုရဲ့ဟာဒေါသအကြီးကျယ်ထွက်သွားပြီးရေဖန်ခွက်နေရန်ကိုရိုက်ခွဲကရှောက်ရှိရဲ့ခေါင်းပေါ်ကိုရိုက်ချလိုက်ပါတော့တယ်ရှောက်ရှိတယောက်ခေါင်းကသွေးတွေဖြာကျပြီးသတိလစ်မတက်ဖြစ်သွားချိန်မှာပဲဟိုတယ်ပြင်ပမှာတော့အနက်ရောင်စူပါကားတန်းကြီးဆက်ရောက်လာခဲ့ပါတယ်ကားပေါ်ကနေဝစ်စုံပြေးဝစ်ဆင်ထားတဲ့ဩဇာတိတ်ကမကြီးမားတဲ့လင်းမီသားစုရဲ့တားကြီး၃ယောက်ဆင်းသက်လာခဲ့တာပါသူတို့ဟာလွန်ခဲ့တဲ့နှစ်အတော်ကြာကပျောက်ဆုံးသွားခဲ့တဲ့သူတို့ရဲ့ညီမလေးမုံမုံကိုလာရောက်ရှာဖွေတာဖြစ်ပါတယ်ဒါပေမဲ့လင်းမီသားစုရဲ့အကိုကြီး၃ယောက်လာနေတဲ့ဆိုတာကိုကြိုတင်သတင်းရထားတဲ့ဝှေ့ရှုရဲ့အပေါင်းပါကဝှေ့ရှုရဲ့ထံဖုံးဆက်အကြောင်းကြားလိုက်ပါတယ်ဝှေ့ရှုရဲ့ဟာအိမ်သားတွေကရှောက်ရှိကိုအသေးချာစောင့်ကြည့်ထားဖို့စေခိုင်းခဲ့ပြီးအပြင်ကိုထွက်ကအကိုကြီးတွေရဲ့ရှေ့မှာညီမလေးမုံမုံအဖြစ်ဟန်ဆောင်ပြီးဝမ်းနဲ့ပက်လက်ငိုပြလိုက်ပါတော့တယ်ဝှေ့ရှုကလင်းမီသားစုရဲ့တားကြီးတွေကိုအကိုကြီးတို့ရဲ့ညီမလေးကိုနောက်ဆုံးတော့လာတာပါနော်အကိုတို့မရှိတဲ့အချိန်မှာညီမလေးမှာအနိုင်ကျင့်ခံခဲ့ရတာတေးမတက်ပါပဲလို့မူတာဝါဒတွေလီဆယ်ပြောဆိုလိုက်ပါတယ်လင်းမီသားစုအကိုကြီးတွေကလည်းမပူပါနဲ့တော့ညီမလေးနောက်ဆိုအကိုတို့ကမင်းကိုကာကွယ်ပေးမှာပါလို့ချော့မော်ရင်စိတ်မကောင်းဖြစ်နေကြတာပါအဲ့ဒီအချိန်မှာပဲအိမ်သားထဲမှာကြံရစ်ခဲ့တဲ့ရှောက်ရှိခမများဝှေ့ရှုရဲ့အပေါင်းပါမိန်းကလေးရဲ့ပါဇက်ပိတ်တက်ဖြတ်မှုကိုခံနေရပါတယ်ရှောက်ရှိဟာအသက်ရှူမရတော့ပဲစိတ်ထဲကနေအကိုတို့ရဲ့ညီမလေးကိုကဲကြပါဦးညီမလေးအကိုတို့နဲ့ပြန်ဆုံတွေ့မဲ့နေ့ကိုစောင့်နိုင်တော့မယ်မထင်ဘူးလို့အကူမဲစွာတောင်းတနေခဲ့တာပါအိမ်သားထဲကနေအနက်ရောင်တောက်ဖက်နှက်တစုံလဲကျသွားတဲ့အတန်ကြီးထွက်ပေါ်လာတာကြောင့်ဒုတိယအကူဖြစ်သူဟာတန်တရားဝင်သွားပြီးခြေလန်းလှည့်လိုက်ပါတယ်အထဲမှာဘာအတန်လဲဘသူရှိနေတာလဲလို့ဒုတိယအကူကမေးလိုက်ပေမဲ့ဝှေ့ရှုကဘေးကနေအဲ့ဒါအမျိုးသမီးအိမ်သားပါအကိုဝင်လို့မတင်တော့ပါဘူးဆိုပြီးအလိုက်တင်တားဆီးလိုက်ပါတယ်အကိုကြီးကလည်းဒါဆိုရင်ဒုတိယညီလေးကညီမလေးကိုအိမ်ပြန်ပို့လိုက်ငါတို့ညီမလေးပြန်ရောက်လာတဲ့ဝမ်းမြောက်ဖွယ်စားတောက်ပွဲကျင်းပကြတာပေါ့လို့အေးဆေးစွာပြောလိုက်ပါတယ်ဝှေ့ရှုဟာအကြံအောင်ပြီးအထင်နဲ့ကျင်းနဲ့စွာပြုံးလိုက်ပြီးအိမ်သားဘက်ကိုကောက်ကျစ်တဲ့မျက်လုံးတွေနဲ့လှည့်ကြည့်လိုက်ပါတယ်ဝှေ့ရှုရဲ့စိတ်ထဲမှာဆူလျှောက်ရှိနင်းတည်သွားပြီးရင်တော့ဒီကြီးမားတဲ့လင်းမီသားစုရဲ့တူးလေးသောသမီးအဖြစ်ငါတယောက်တည်းအကိုရဲ့အချစ်ကိုခံစားရတော့မှလို့ကျင်းဝါနေခဲ့တာပါဒီအချိန်မှာပဲအိမ်သားတွေကရှောက်ရှိဟာအသက်ရှူရက်လူနီးပါးဖြစ်နေပြီးသူမရဲ့ငယ်စဉ်ကမိသားစုနဲ့ပျော်ရွှင်ခဲ့ရတဲ့အတိတ်ရုပ်လွှာတွေကိုပြန်မြောက်နေခဲ့ရပါတယ်ဒါပေမဲ့အားလုံးအိမ်ပြန်ဖို့ပြင်နေတော့မှပဲတတိယအကူဖြစ်သူကအပြေးလွှားရောက်ရှိလာပြီးခဏနေကြပါဦးတွေးစစ်ဆေးချက်ရလက်တွေလဲလှယ်ခံလိုက်ရပြီးဒီနေရလက်ဟာအတူကြီးဖြစ်နေတယ်လို့အော်ဟစ်လိုက်ပါတော့တယ်ဒီစကားကြောင့်အကိုကြီးနဲ့ဒုတိယအကိုတို့အံ့အားသင့်သွားကြပြီးဒါဆိုရှောက်ရှိဆိုတဲ့မိန်းကလေးကမှငါတို့ရဲ့ညီမလေးအစ်စ်ဖြစ်နေတာလားလို့တန်တရားဝင်လာကြပါတယ်အကိုကြီးကဝှေ့ရွှေစီလှည့်လာပြီးငါတို့ညီမလေးရဲ့ပေါင်မှာစတူရန်ပုံစံမွေးရပါအမှတ်တစ်ခုပါတယ်မင်းမရောရှိရဲ့လားလို့စစ်ဆေးဖို့ပြုလုပ်လိုက်ပါတယ်ဝှေ့ရွှေဟာပြပြတလင်းနဲ့ငါမှာစတူရန်ပုံစံမွေးရပါမှတ်ရှိပါတယ်ဒါပေမဲ့ငါလှိထုတ်ပစ်လိုက်လို့မရှိတော့တာပါအကိုရဲ့လို့အကွက်စင်လင်ညာလိုက်ပေမဲ့အကိုကြီးကညီမလေးရဲ့မွေးရပါမှတ်ကစတူရန်ပုံမဟုတ်ဘူးအဝိုင်းပုံစံပါမင်းလိန်ရဲတယ်ပေါ့လို့ဒေါသတကြီးကျိမ်းမောင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအိမ်သားတွေကနေရုံးကန်တန်တဲ့အတူရှောက်ရှိရဲ့အကိုတို့ကဲပါဦးဆိုတဲ့တိုးရောလာတဲ့အတန်လေးထွက်ပေါ်လာခဲ့ပါတယ်အကိုကြီးတို့၃ယောက်လုံးအတန်ကြားရအိမ်သားစီတို့အပြေးလွှားသွားရောက်ခဲ့ကြပြီးတကားကိုတွန်းဖွင့်လိုက်ကြပါတော့တယ်တကားပွင့်သွားတဲ့အခါခေါင်းမှာသွေးတွေချင်းချင်းနီလျက်ကျမ်းပြင်ပေါ်မှာလဲကျနေတဲ့ရှောက်ရှိကိုအကိုကြီးတို့မြင်တွေ့လိုက်ရတာကြောင့်ထိတ်လန့်တုန်လှုပ်သွားကြပါတယ်အကိုကြီးကရှောက်ရှိကိုပွေ့ချီလိုက်ပြီးညီမလေးအကိုကြီးမကောင်းလို့ပါတောင်းပန်ပါတယ်အကိုကြီးမင်းပေးမှာအမျက်ရှိနေပေးပါတော့မယ်လို့မျက်ရည်ကျမတက်တနာကျင်နာစွာပြောလိုက်ပါတယ်ရှောက်ရှိဟာအကိုကြီးတွေကိုမြင်လိုက်ရတာနဲ့အကိုကြီးတို့ငငယ်ကပုံတန်းကစားသလိုပါပဲအကိုတို့ငါ့ကိုလာရှာမယ်ဆိုတာငါသိနေခဲ့တာပါလို့ဝမ်းနဲ့ပက်လက်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဝှေ့ရွှေဟာအဆောင်တွေရဲ့ဖန်ဆီးခြင်းကိုခံရလျက်အနားရောက်ရှိလာပြီးအကိုတို့ငါကမှအကိုတို့ရဲ့ညီမလေးပါငါစောစောကမှတ်မိလိုက်လို့ပါလို့ပြောင်းလဲပြန်ပါတယ်
ဒါပေမဲ့အကိုကြီးကဒေါသတကြီးနဲ့ဇူဝေးရှုပဲမင်းရှောက်ရှိကိုအနိုင်ကျင့်ခဲ့တာမဟုတ်ဘူးလားမင်းငါတို့ကိုလိန်ညာယုံတင်မကဘူးငါညီမလေးကိုပါရိုက်နှက်ခဲ့တာမို့မင်းရဲ့မိသားစုတစ်ခုလုံးကိုအပေးယူလုပ်ပြီးပြစ်ဒဏ်ခတ်မယ်လို့ကြိမ်းဝါလိုက်ပါတယ်ခွေးရှုဘက်ကနာအစ်စ်အမှန်ကငါ့ကိုညီမလေးလို့ပြနေတာပါလို့ညှင်းဆန်နေချိန်မှာတတိယအကိုကတွေးစစ်စစ်ချက်တွန်းတစ်ခုကိုထုတ်ပြလိုက်ပါတယ်တတိယအကိုကငါတို့မိဘတွေကတွေးမျိုးစားတွေပါအတွေးရှိတဲ့မိဘကနေတွေးရှိတဲ့သမီးဘလို့လို့မွေးဖွားလာနိုင်မှာလဲမင်းရဲ့တွေးကတွေးဖြစ်နေတယ်လို့သိပ္ပံနိကြဖော်ထုတ်လိုက်ပါတော့တယ်ခွေးရှုရဲ့စကားမဆက်နိုင်ဖြစ်သွားချိန်မှာပဲခွေးရှုရဲ့မွေးစားအမေဇန်းဆွေရုံရောက်ရှိလာပြီးစာရွက်တရွက်ကိုထုတ်ပြကရှောက်ရှိဟာသူမရဲ့သမီးရင်းဖြစ်ကြောင်းလိန်ညာထွက်ဆိုလိုက်ပါတယ်မွေးစားအမေကရှောက်ရှိကိုငါမင်းကိုငငယ်ကလေးကရိုးသားဖို့တင်ပေးခဲ့တယ်မဟုတ်ဘူးလားခွေးရှုရဲ့ကမှလင်းမိသားစုရဲ့သမီးရင်းပါမင်းကမိဘမရှိတဲ့မိဘမဲ့မပြည့်စုံတဲ့ကလေးပါလို့ပြင်းပြင်းထန်ထန်ဆွဆွဲလိုက်ပါတယ်ရှောက်ရှိကတော့မျက်ရည်များစွာနဲ့အမေသမီးဘာမှမမခဲ့ပါဘူးသူတို့ကသမီးထက်သားလုံးနေတာတောင်သမီးကိုဘာလို့လမ်းဆုံးအောင်တွန်းပို့နေတာလဲလို့ကြေကွဲစွာငိုယိုခဲ့ပါတယ်ဒီလိုအခြေအနေတွေရှုပ်ထွေးနေချိန်မှာအကိုကြီးကလင်းမိသားစုရဲ့ရိုးရာလက်စွပ်လက်ဝတ်လက်စွပ်လက်ပတ်ကိုထုတ်ပြလိုက်ပါတယ်ဒီလက်ပတ်ဟာငါတို့လင်းမိသားစုရဲ့ဘိုးဘွားစင်ဆက်အမွေနှစ်ဖြစ်တယ်လင်းမိသားစုရဲ့တွေးမျိုးရိုးအစ်စ်အမှန်ရှိသူတွေချင်းလက်ချင်းထိတွေ့လိုက်မှသာဒီလက်ပတ်ရဲ့လှုပ်ဝက်ချက်ကပေါ်ထွက်လာမှာဖြစ်တယ်လို့စိန်ခေါ်လိုက်ပါတော့တယ်ခွေးရွှေဟာစိတ်လှုပ်ရှားစွာနဲ့ငါကလင်းမိသားစုတွေးပါငါအရင်စမ်းမယ်ဆိုပြီးအကိုကြီးတို့ရဲ့လက်ပတ်စီတို့သူမရဲ့လက်ကိုအတင်းစုစည်းလိုက်ပါတော့တယ်ခွေးရွှေဟာအကိုကြီးတို့ရဲ့လက်ပတ်တွေစီလက်ဖွားအတင်းစုစည်းလိုက်ပေမဲ့ဘာမှထူးခြားမှုပေါ်မလာပဲလက်ပတ်ရဲ့လှုပ်ဝက်ချက်ကပွင့်မလာခဲ့ပါဘူးဒါကိုမြင်လိုက်ရတဲ့ဒုတိယအကိုကမင်းလိုအတူအယောင်မိမရဲတွေခေါ်ပြီးစုမိသားစုတစ်ခုလုံးကိုထောင်ထဲထည့်လိုက်စမ်းလို့ဒေါသတကြီးအမိန်ပေးလိုက်ပါတယ်ခွေးရှုကရဲတွေဖမ်းဆီးတာခံရချိန်မှာငါ့ကိုပဲဘာလို့ဖမ်းတာလဲဇူလျှောက်ရှိမှမဆန်းရသေးတာလို့မကြေမနက်အော်ဟစ်လိုက်တာကြောင့်ရှောက်ရှိဟာအရှိကိုအေးဆေးစွာထွက်လာခဲ့ပါတယ်ရှောက်ရှိကသူမရဲ့လက်သီးလေးကိုအကိုကြီး၃ယောက်ရဲ့လက်သီးတွေနဲ့အတူထိတွေ့စုစည်းလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲအံ့ဩစရာကောင်းစွာနဲ့ရှောက်ရှိနဲ့အကိုကြီး၃ယောက်တို့ငယ်စဉ်ကကစားခဲ့ကြတဲ့လက်သီးချင်းရိုက်လက်ချင်းချိတ်ဆိုတဲ့ရိုးရာပတိတစ်တာအမှတ်သားဟာပေါ်ထွက်လာပြီးငယ်တငယ်ချင်းဘဝရဲ့အတိတ်ပုံရိပ်တွေအားလုံးပြန်လည်နိုးထလာခဲ့ပါတော့တယ်ဒီမြင်ကွင်းကိုကြည့်ပြီးအကိုကြီးတို့၃ယောက်လုံးညီမလေးမုံမုံငါတို့ညီမလေးအစ်စ်အမှန်ကိုနောက်ဆုံးတော့ပြန်တွေ့ပြီလို့ဝမ်းသာအားရပွေ့ဖက်လိုက်ကြပါတယ်ဒီအခြေအနေကိုမြင်လိုက်ရတဲ့ဝှေ့ရွှေနဲ့မွေးစားအမေတို့ဟာပြပြတလင်းဖြစ်သွားကြပြီးမွေးစားအမေကရှောက်ရှိကလူပါဝပြီးလိန်ညာနေတာပါဝှေ့ရွှေကမှလင်းမိသားစုရဲ့သမီးရင်းပါလို့ပြောင်းလိန်ပြောင်းစားပြန်ပြောခဲ့ပါတယ်ဒါပေမဲ့အကိုကြီးကမွေးစားအမေစီလှည့်လာပြီးဇန်းဆွေယုံမင်းကမင်းရဲ့သမီးရင်းရှောက်ရှိကိုကြနှိမ့်ချနှိပ်ဆက်ပြီးမွေးစားသမီးဝှေ့ရွှေကြမှအလိုလိုက်နေတာဒါမင်းရဲ့သမီးရင်းအစ်စ်မှန်ရောဟုတ်ရဲ့လားလို့ထိထိမိမိမေးခွန်းထုတ်လိုက်ပါတယ်အကြံကုန်သွားတဲ့ဝှေ့ရှုနဲ့မွေးစားအမေတို့ဟာရှောက်ရှိစီချင်းကပ်လာပြီးရှောက်ရှိရဲ့ငါတို့ကမိသားစုတွေလေငငယ်ကလေးကတူတူကြီးပြင်းလာတာကိုစနောက်ယုံတင်ပါငါတို့ကိုခွင့်လွှတ်ပါလို့ဟန်ဆောင်မျက်ရည်ကျပြခဲ့ပါတယ်ဒါပေမဲ့ရှောက်ရှိကရိုက်နှက်နှိပ်စက်ပြီးတက်ဖို့အထိကြံစီခဲ့တဲ့မိသားစုဆိုတာမျိုးငါမှမရှိဘူးငါမှအခုအကိုရင်းအစ်စ်မှန်တွေရှိနေပြီလို့ပြတ်သားစွာညှင်းပယ်လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲဝှေ့ရှုရဲ့အပေါင်းပါမိန်းကလေးကဘေးကနေဒါတွေအားလုံးဝှေ့ရှုခိုင်းလို့ငါလုပ်ခဲ့ရတာပါလို့အပြစ်လွှတ်လိုက်တာကြောင့်ဝှေ့ရှုရဲ့ဟာဒေါသထွက်ပြီးအပေါင်းပါကိုပါရိုက်ကရိုက်နှက်ရန်ဖြစ်ကြပါတော့တယ်အကိုကြီးကတော့ဒီလိုပရန်ပရာဖြစ်ရက်တွေကိုကြည့်ပြီးဒီနေ့မင်းတို့တယောက်မှလွတ်မြောက်သွားမှာမဟုတ်ဘူးလို့အမိန့်ပေးလိုက်ပါတယ်